သူဟောတဲ့တရားလေးတွေကနော်တော်တော်လေးကောင်းတယ်ဥမာလေးတွေလည်းပဲအရန်ကောင်းတယ်ဘာပြောတုံးဆိုတော့ငါတို့ငယ်သေးတယ်ဆိုပြီးတော့နော်အကျင့်မြတ်ကိုမကျင့်ဘူးအကျင့်မြတ်နဲ့အလံဝေးနေတဲ့လူတွေအတွက်သူဘာပြောတော့ပင်ကြီးတဲ့အလွန်ချစ်စရာကောင်းတဲ့ငယ်ငယ်လေးအရွယ်လေးတွေလူတွေနော်မိခင်ဖခင်တွေအလွန်ချစ်ကြတဲ့အရွယ်ကလေးမှာသေသွားကြတာတွေကိုသူမြင်ဘူးတဲ့နော်ဥပမာနော်မြစ်ပင်လေးတွေတစ်ပင်လေးတွေနုလေးတွေကိုဆွဲနှုတ်တိုက်တယ်လို့မျိုးတင်မင်းကငယ်ငယ်လေးနဲ့ခေါ်သွားတာကိုသူတွေ့ရဘူးတဲ့ဆိုလိုတာကငယ်လေးပဲဘာလို့သေရတာပဲနော်ငယ်လေးပဲဘာလို့ရတော့သေရတာပဲဒါအမှန်တရားပဲနော်ဒါပေမဲ့လူတွေကကိုကိုတော့သေမယ်ဆိုတဲ့စင်းတွေကိုလောလောဆယ်တော့မထဲကြသေးဘူးပေါ့ဟုတ်လားတော့ငယ်လေးပဲသေတယ်ဆိုတာကိုသူကတက်တည်ပြပြီးတော့နောက်ထပ်သူပြောတဲ့စကားကတရားဓမ္မတို့အရင်တို့အယက်မှတ်သားစရာကောင်းအပြောတော့ဆိုတော့ငယ်တဲ့အတွက်ကြောင့်မသေးသေးပါဘူးလို့ထင်နေတဲ့ပုံကိုယ်တွေအတွက်သူစဉ်းစားတယ်ကောင်းတဲ့စကားအောင်ဘယ်လိုလူမျိုးဟာဒီသေခြင်းတရားကိုငယ်ငယ်ရွယ်နဲ့ဖြစ်သွားစေတတ်တဲ့ဒီအသက်နဲ့အကျွမ်းတဝင်ရှိတဲ့တယ်လေလို့သူပြောတာဒါလေးကိုဦးဇင်းကသေချာစဉ်းစားတာပေါ့နော်သူဘာမှန်းဆိုလိုက်တာတော့ဘာမှန်းဘလို့အဓိပ္ပာယ်နဲ့ပြောလိုက်တာတော့ပေါ့ဟုတ်လားဒီအသက်ဆိုတာကငယ်ငယ်ရွယ်လည်းပဲသေတတ်တာပဲငယ်ငယ်ရွယ်သေတတ်တဲ့ဒီအသက်နဲ့ဘလို့လူဟာဘာကြောင့်အကျွမ်းတဝင်လှုပ်တဲ့တယ်လေမလှုပ်တဲ့ဘူးပေါ့အသက်နဲ့အကျွမ်းတဝင်မနေသင့်ဘူးလို့ပြောတာအဲ့တော့အကျွမ်းတဝင်ဆိုတဲ့စကားကဘာလဲအကျွမ်းတဝင်ဆိုတာကစိတ်ချရတယ်ပေါ့နော်သူကြပါစို့ကိုယ်နဲ့ရင်းနှီးတယ်ကျွမ်းဝင်တယ်လို့ဆိုရင်ဒီလိုတော့ငါပေါ့ဘာမှမဟုတ်တာမလို့ဘူးစိတ်ချထားတယ်အရန်အကျွမ်းဝင်လေစိတ်ချမှုရှိလေပဲအဲ့တော့ဒကာဓမ္မတို့ဦးကြီးတို့တွေကဒီအသက်ရဲ့အပေါ်မှာလည်းပဲစိတ်ချမှုတွေရှိနေတယ်ဘလို့စိတ်ချမသေးသေးဘူးဟုတ်တယ်မဟုတ်လားဘာလို့သူ့ကိုအရန်အကျွမ်းဝင်တယ်အရန်ယုံထားတယ်ပေါ့